လူရေးကိုပြောရမယ်ဆိုရင်တော့လာမယ့်ရာသီမိတို့အာဆင်နယ်ရဲ့ Premier League ဖလားကြီးကိုချမှတ်အသေးကငါတို့တခေကြီး United ပဲဖြည့်လိုက်မယ်ကွာဟဲ့ငါဆိုင်ဘာလဲကွာမိတို့တခေကြီးဖလားယူပြီးတော့အဝဲခံတဲ့အပုတ်တွေတေးလို့ရသေးလားဟဲ့အော်ကြီးစောတော့နောက်တော့ဆိုတော့ကအချိန်နဲ့အချိန်ကောက်ကြည့်ပြီးစောကွာလေကွာငါဒီနေ့မိတို့မယူဖလားရောက်သွားတယ်မလို့ဆက်တော့ကွာမိတို့ဆိုဒီမှာလည်းတာချစ်သိနေတဲ့ဖလားလေးတစ်လုံးရတာနဲ့ပြောလို့ကိုမဆောက်တော့ဘူးဟုတ်လားအေးကွာဒီနေ့စီတူစီလီကဒုတိယလူအဖြစ်နဲ့ရတီသိမ့်သွားတယ်ဆိုတော့ခေါင်းယူလို့ရသေးတယ်ကွာရှစ်လူတွေဆိုရင်တတိယလူတွေဖြစ်လို့လူတွေဆိုရင်တတိယလူတွေဖြစ်လို့အေးမိတို့အာဆင်နယ်ချန်ပီယံဖြစ်တော့ငါတို့မယူကဘရူနိုရဲ့စာချိန်လောက်ကိုစိတ်မဝေစားကြဘူးနော်အဲ့ဒါမေတ္တဘောပါဘာဖြစ်ဖြစ်ငါတို့အာဆင်နယ်ကတော့ဖလားရသွားပြီနော်ဟဲ့ငါဆိုင်မိကရောသူမအချစ်ကိုရပြီလားဟဲ့ငါဆိုင်မိကရောသူမအချစ်ကိုရပြီအခုတလောမိတို့အာဆင်နယ်ဖာတွေနည်းနည်းများနေသလားပဲကွာများတာမဟုတ်ဘူးကွာမိတို့ဆိုင်ကားလိုကိုအပေါ်ကနေပြီးတော့ငါတို့အာဆင်နယ်လိုကိုကတ်ထားတာလေကွာမိတို့တွေကရောပြောနေတဲ့ကောက်တွေပါကွာစီလီဖလားရလဲရောပြောလီဗာပူးဖလားရလဲရောပြောကဲငါတို့အာဆင်နယ်အခုဖလားရတော့လဲမိတို့တွေရောပြောနေကြတယ်မလားလောအာဆင်နယ်ဖာတွေကလိုက်တော့ရဆိုင်ကားဂိမ်းမှာတော်တော်များလာပြီကွာခေါင်းလည်းမရတဲ့နေရာမှာနေတဲ့မိတို့အာဆင်နယ်ဖာတွေကိုလည်းလာကြော်ရဲ့စော်လေးပေါ်လေးပါလိုက်တော့ကွာမိတို့အာဆင်နယ်ဖလားရသွားပြီဆိုတဲ့အကြောင်းကိုပေါ့ဟုတ်တယ်ငါဆိုင်ရရွှေရှိမအမျိုးတော်ချေတဲ့ပုံစံမျိုးပေါ့ကွာဖလားရမှာအာဆင်နယ်ဆူပြီးတော့အာဆင်နယ်ဖာတွေများလာတယ်လို့ပဲငါဆိုင်ရပါလိမ့်မဲ့ရတီတွေများကြီးနဲ့ဝေဖက်သားတွေကိုအတုပြီးတော့သူ့ကားသူအားပေးပြီးကြိုးလာကြတဲ့ငါတို့တွေလို့ဖက်စစ်စစ်တွေကရိုးပြီးတော့အတူအရာလို့ပြုတ်ခံနေရအောင်မဲ့ကွာစိတ်တွေလည်းရဲပါတယ်တကယ်လူတွေပါကွာအဲ့ကွာအခုတလောငါတို့ဆိုင်ကားဂိမ်းမှာကလည်းမေပြောတယ်လို့ပဲအာဆင်နယ်ဖာတွေကများလာတယ်ကွာဘယ်ဂျာကလောက်ကထိတ်လာမှလည်းမသိပါဘူးအကြီးအောင်ဟုတ်ကွာဆောက်လဲအကြီးပဲဆိုပြီးတော့ဘယ်ကဟာတွေပေါ်လာမှမသိဘူးသူတို့ဝိုးထဲဝဲကြည့်လိုက်တော့မှငါတို့အာဆင်နယ်ချန်ပီယံဖြစ်ဖို့တရက်အလိုမှဂျာစီတွေကောက်ဝတ်ပြီးတော့အပုံတွေရိုက်ပြီးတင်နေတာကွာရှုံနိုင်ဇော့ဖတ်ကြီးစားထားတွေကောက်ဖမ်းနေကြတယ်လားမသိပါဘူးကွာမေတို့ဆိုင်ကားဂိမ်းမှာမြေလို့မကောက်ဘူးရဘာဝပြပြရေပြလာမယ့်ရာတီမှာငါတို့တခေချင်းမိုင်းယူကတော့ချန်ပီယံလိဖလားရော EPL ဖလားရောအကုတ်သိမ့်မယ်ကွာငါဆိုင်တမိုင်းဆိုတော့လေးနဲ့ရေးရတာမဟုတ်ဘူးကွာငါတို့လို့ချွေးနဲ့သွေးနဲ့ရေးမအရာထေတာငါဆိုင်ရဘယ်နဲ့ဘမလဲရေပြရငါတို့ကလည်းမျက်မဲ့ထိပ်ပြီးဆွဲခဲ့တဲ့လက်တွေပဲလေခါမရအစ်မဖြစ်ခဲ့တာကတော့ကိုထိုင်းနဲ့ကိုကဘောရေပြရငါတို့နောက်ဆုံးပဲလေးနဲ့ကတော့ကပရီးမီးယားလိချန်ပီယံကြီးအာဆင်နယ်ဆိုပြီးတော့ဂုံပြုတ်ပေးခဲ့ကြတဲ့ပဲလက်သေးသားတွေကိုကြီးစုပါကွာမဆိုင်ရဲ့အဲ့ဒီမြေခွဲကိုနှစ်ပေါင်း20ကျော်ကြာမှငါတို့အာဆင်နယ်ဖာတွေအမြင့်ချေဆုံးအခိုက်အတန့်လေးတစ်ခုကိုမြေခွဲရတော့ပြီကွာနေပေါင်းများစွာစားမြုပ်ခိုင်းရတဲ့ပရီးမီးယားလိရွှေဖလားကြီးကိုအခုရတီမှာမိတို့အာဆင်နယ်အာမြင်နဲ့ပိုက်နေခဲ့တဲ့မိတို့အာဆင်နယ်အတွေ့လာမယ့်ရတီတိတ်မှာပျော်ရွှင်စရာထက်ချန်ပီယံဆုကိုထိသိမ်းရမယ့်တော့ကတွေခေါ်မှုတွေနဲ့ပို့ပြီးတော့ပြင်းနေလာတော့မှရေပြောရဟာဘာဖြစ်လို့တော့အထူးသဖြင့်မိတို့ဂန်နာတို့ရဲ့ပလေကိုဖို့ချားမြောင်းနေတဲ့ထိတ်သက်အသေးတွေကတော့မန်ချက်စတာမြို့ခြေဆိုင်အသေးကြီးနဲ့စီကပဲလာမသေးချာနေလို့ပဲကွာဘာတော့ကွာမိတ်စကားတော့ဟဲ့ရေပြော့ဂွာကြီးတရားစီတူစီဒီတွေကနေပြီးတော့တရားဝဲနှုတ်ဆက်ထွက်ခါတော့ခဲ့ပေမဲ့စီတူစီဒီရဲ့တောက်တဲ့ခိုင်မော်လာတဲ့ UAR နဲ့စနေကြတီးဆောက်ထားတဲ့အသေးရဲ့အခြေခံအုတ်မြစ်တွေကစီတူစီဒီအသေးမှာစီနေကြပဲရေပြောရလာမယ့်ရာသီမှာလဲသူတို့ကမေတို့အာဆင်နယ်အသက်တတိထားရမယ်မေတို့ယူထားတဲ့ဖလားကိုနိုင်တဲ့အသေးပြည့်ရှိနေအောင်ပါကွာဒါဆိုကျဲတဲ့တေးကဘယ်အသေးလဲကွာအဲ့ဒီကျဲတဲ့တေးကငါတို့မိုင်းယူမန်ချက်စတာယူနိုက်တက်ပဲကွာမိုက်ကယ်ကော်ရီရဲ့မော်ဆာလာတဲ့ဘီဝါတွေတက်ချိတ်တဲ့ရမတ်တွေနဲ့အတူအသေးရဲ့အစိမ်းအုပ်ကိုအကားဆုံးမြင့်တင်နိုင်ခဲ့တာကွာဒါကြောင့်မလို့လောဘရတီအသေးမှာတော့ငါတို့ယူလိုက်တဲ့ကမဲတို့အာဆင်နယ်ရဲ့လက်ထဲကနေပြီးတော့ EPL တရဖူကြီးကိုအပိုက်သူ့ဖို့အစရအစ်ပြေးချပြီးသားအနေထားမှာရှင်းနေခဲ့တာကွာငါ့ကိုလူရေးပဲပြောရမိဘာပြောချင်တာလဲလူရေးကိုပြောရမယ်ဆိုရင်တော့လာမယ့်ရာသီမဲတို့အာဆင်နယ်ရဲ့ Premier League ဖလားကြီးကို
ထားမဲ့အသေးကငါတို့တခေကြီး United ပဲဖြည့်လိုက်မယ်ကွာ